ကျွန်တော်တို့အာမိုင်ဆိုင်ကနေတဆင့် Mr. Combo ဆိုင်မှာမို့တွေအဝတ်အစားလို့ပြီးမှာတော့ခုစိန်လန်းဈေးထဲမှာပြန်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီစိန်လန်းဈေးထဲမှာရန်တန်တဲ့ဒီကိုရီးယားပင်လယ်စာပေါ့နော်ညနေကျရင်ချက်စားဖို့အတွက်တော်ဝယ်မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကပင်လယ်စာစားရတာကိုအရန်ကိုကြိုက်ပါတယ်ကျွန်တော်ကတော့ပင်လယ်စာ crazy တမားပါဗျာကျွန်တော်ကတော့မြို့ထဲဖက်မကြာခဏတော့တက်ပင်မဲ့ဒီစိန်လန်းဈေးထဲကိုတော့ကျွန်တော်တိတ်မတော်ဖြစ်ဘူးပေါ့ဆိုတော့ကျွန်တော်တို့လူတွေအရန်များတဲ့အတွက်ကြောင့်ဖြည်းဖြည်းလေးမောင်းတော့ပါတယ်အထက်ကိုဒီစိန်လန်းဈေးထဲမှာဆိုရင်တော့ချက်သားတွေအများကြီးရောင်းတယ်ပေါ့နော်ငါးတွေချက်သားတွေအစုံရပါတယ်ကျွန်တော်တို့ပင်လယ်စာရောင်းတဲ့နေရာကိုရောက်ခါနေပါပြီခင်ဗျာလူတွေအရန်များလို့ပေါ့နော်ကျွန်တော်တို့ခဏလေးနားပြီးမှအခုတော့လူမချက်တော့တာနဲ့ကျွန်တော်တို့ဆက်သွားပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ရောက်သွားပါပြီတငယ်ချင်းကဟိုဆိုင်မှာလို့ကျွန်တော်ကိုလမ်းပြောတယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းဖြည်းဖြည်းလေးသွားပြီးမှဆိုင်ရှိမှာကျွန်တော်စိုက်ကသွားရက်မှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီဆိုင်မှာကတက်တာတယ်ပေါ့နော်လူတွေကလည်းဒီဆိုင်မှာလာဝယ်ကြပါတယ်ဒီညမှာဆိုတော့သူကဒီပင်လယ်စာကိုတစ်ခု300လို့ပြောတယ်တခြားအပြင်ဆိုင်တွေမှာဆိုရင်တော့တစ်ခု900 900လောက်ရှိတယ်ဒီဆိုင်မှာကျတော့ဈေးသက်သာလို့ကျွန်တော်တငယ်ချင်းကကျွန်တော်ကိုဒီဆိုင်မှာဝယ်ဖို့ကျွန်တော်ကိုအကြံပေးတာပေါ့နော်ကျွန်တော်ကတော့ပင်လယ်စာကိုဘယ်အချိန်စားဘယ်လောက်စားဝရတယ်ဆိုတာမရှိပါဘူးကျွန်တော်တော့အမြဲတမ်းကြိုက်နေပါတယ်ဆိုတော့ကျွန်တော်ဝယ်ချွေးချင်တယ်ဆိုရင်လည်းဝယ်ချွေးလို့ရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်က15000ပိုးဝယ်တာဒီလောက်အများကြီးရတယ်နော်ဆိုတော့ကျွန်တော်တို့ဒီပင်လယ်စာဝယ်လို့အပြီးမှာတော့နောက်ထပ်တစ်နေရာကိုပြန်တော့အောင်မှာလို့ဖြစ်ပါတယ်ဆိုတော့ဆက်လက်ကြည့်ရှုပေးပါအောင်ခင်ဗျာကျွန်တော်တို့ဘယ်ဆိုင်ကိုတွားတယ်လဲဆိုတာ